အားလုံးပဲမင်္ဂလာပါခင်ဗျာဆီယာမခင်ခင်တို့ရဲ့ကြာစစ်ချိုးမဂဇင်းဝတ္ထုရှင်များတွေကကျေးဇူးတော်မြတ်တစင်းဆိုတဲ့ဝတ္ထုကိုဖတ်ပြခြင်းပါတယ်ခင်ဗျာကျေးဇူးတော်မြတ်တစင်းအဖေကိုကျမငငယ်ကအစောဆုံးမှတ်မိနေသည်မှာကျမတို့ပိုင်လှေကြီးရွာစိတ်ကံကိုလာရောက်တက်သည့်အခါတွေမှာပဲဖြစ်သည်ကျမတို့ရွာလေးကအေယာရီမြစ်ကမ်းတစ်ဘေးမှာရှိသည်ရေကြီးခါဆိုရင်မြစ်ရည်တွေရွာထဲကိုတလကောင်းစီးဝင်လာတတ်သည်ဒီလိုအခါမျိုးဆိုရင်အေယာရီမြစ်ကြီးသည်ကျမတို့ကလေးတွေအတွက်ရေပင်လဲကစားကွင်းကြီးတောင်ဖြစ်နေရောသည်တအိမ်ကူလူကြတော့လဲမြစ်ကြီးထဲမှာလို့ပိန်ကောလှေကလေးတွေနဲ့ကစားစရာမြေပြင်မရှိတော့ခါးစားလောက်နဲ့တော့မြစ်ရည်ထဲတွင်ပင်ရေကူးရင်းစိမ်ပေးတန်းကစားကြသည်လှေလော်ပြိုင်ကြသည်ထင်းမျောတွေကိုလူဆယ်ရင်အချင်းချင်းတက်ကြပုတ်ကြသည်အေယာရီသည်ကျမနှင့်ငယ်စဉ်ကလေးကရင်းနှီးချမ်းဝင်ခဲ့ရသောငယ်ပေါင်းကြီးဖော်လိုပင်ဆိုနိုင်ပါသည်အဖေသည်အေယာရီမြစ်ပြင်ကျဲကြီးတွင်စုံချီဆန်ချီလူးလာခောက်တော့ကူးချီတန်းချီလုံနေသောရှေးခေတ်အညာဆန်လှေကြီးပေါ်ကလှေသမားကြီးတစ်ယောက်ဖြစ်၏အဖေကိုကျွန်မစပြီးမှတ်မိနေသည်မှာလဲလှေကြီးပေါ်မှဖြိုးဖြိုးဖြက်ဖြက်ဆင်းလာတတ်သည့်လှေသမားကြီးတစ်ယောက်၏ပုံရိပ်တွေပဲဖြစ်သည်အဖေသည်အဘိုးဘွားများလက်ထက်ကအမွေရထားသောကိုပိုင်လှေကြီးစီးနိုင်သူဖြစ်တော်လဲလှေတကြီးတစ်ယောက်လိုမနေခဲ့ပါကျိုးပြောင်ကြီးနှင့်ဖြင်တပတ်ကြီးခေါင်းပေါင်းကပခုံးမှထိုးဝါထောက်ခွေလှေကိုတွန်းရင်လှေထိုးသားခေါ်ကောက်တစ်ယောက်လိုသာနေလာခဲ့၏အဖေသည်ကိုကာရအဖြစ်ကျမတို့မိသားစုကိုလောက်ကန်ရှာဖွေကြီးမေးခဲ့ရှာသူသာဖြစ်၏ကျမမှတ်မိသလားအဖေကိုဘူကီပပလျားရနှင့်တခါမှမမြင်ဘူးခဲ့ကရီကထနေအောင်တုံးထားတတ်သောကရုံးပြောင်မှာဖြင်တပတ်ကြီးပတ်ပေါင်းထားပုံကအဖေ၏သင်္ကေတဖြစ်သည်ဇာမဏီငှက်မီးဆွဲစွတ်ကျဲဝါကျင်ချင်းရွာရက်ကန်ထဲဖြင်ကျန်းနှံ့ဆက်ခတ်တူနှင့်နေလောင်ထားသောကျင်းနီရောင်မျက်နှာကြီးကအဖေ၏တရုပ်ပြီးတော့ပခုံးနှစ်ဖက်ပေါ်ကထိုးဝါထောက်ပါများလို့တရေချက်လိုမာခဲနေသောအတမရွတ်ကြီးတွေကအဖေ၏လှေသမားဘဝအမှတ်အသားတွေပဲဖြစ်၏ထိုတရေချက်လိုအတမရွတ်တွေအမွှေးချမ်းကြီးတွေပေါက်နေတတ်တာကိုလည်းကျမမှတ်မိနေပါသည်အဖေသည်မြစ်ပြင်တွင်လှေနှင့်တက်နှင့်သာလောက်ကန်စားတော့ရသူမို့ရွာမှအမြဲမနေနိုင်ခဲ့ပါကုံလေးပါလေးနဝလီရသည့်အခါရွာစိတ်ကန်းကခွာသွားလိုက်ပြန်လာလိုက်နှင့်ကျမတို့မိသားစုနှင့်အတူနေရခြင်းအလွန်နည်းပါသည်အဖေလေကြီးတစ်ခေါက်ထွက်သွားလျင်တလတန်တွေနှစ်လတန်တွေကြာရ၏တခါတလေ4-5-6လလောက်ထိကြာတတ်တယ်လို့တနေရာမှာအလုပ်ဖြစ်နေလျင်နှစ်လုံးပေါင်းနေပါကြာတတ်တာမျိုးလည်းရှိသည်ကျမကလေးဘွားတော်ကအဖေလေကြီးမလာတာကြာလျင်အဖေကိုကျမမေ့သွားတတ်ပါ၏ရွာပြန်လာတော့အဖေကိုရေစိတ်မှဆင်းကြူတိုင်းလေကုန်းပေါင်ပေါ်ကဆင်းလာတော့အဖေကိုကျမမမှတ်မိခက်စိမ့်စိမ့်ဖြစ်နေတော့ကျမကိုအဖေကသမီးလို့တုံရင်ခေါ်ရင်ပွေးဖက်လိုက်တော့မှာပဲအဖေရင်ခွေးမှာမြစ်တာတွေကြောင့်ကျမအဖေရဲ့လို့ကျမမှတ်မိသွားတတ်ပါသည်တခါတလေကလေးတွေကသူ့ကိုမမှတ်မိဖြစ်နေလျင်အဖေမျက်ဝန်းမှာမျက်ရည်ငွေ့တွေတိုင်းလာတတ်ပြီးငါသားသမီးတွေငါ့ကိုမမှတ်မိကြတော့ဘူးဟုကြေကွဲကြီးပြောတတ်သည်အဖေပြန်လာတိုင်းလှေကြီးပေါ်တွင်အိမ်အတွက်စံငပိငချောက်စသဖြင့်ပါလာတတ်သည်ကျမတို့မောင်နှမတွေအတွက်လည်းအင်ကြီးပေါင်းမိကလေးတွေကစားစရာလေးတွေအမြဲပါလာတတ်သည်ခုံမနက်တွေကျိုးနှစ်တီဆွဲပြီးအဖေရွာကိုပြန်လာသည့်တစ်ခါကျမမှတ်မိနေပါသေးသည်ဖနက်တွေအတွဲလိုက်ကြီးဝေလာတော့အဘမိအဖေကစီးမိပါ၏ဟာမောင်ညိုရခုံဖနက်တွေတင်းချမ်းကြီးဝေလာတာဘာလို့ဖို့တော့ကျုပ်ကလေးအတွက်ပါအဖေရာကလေးတွေဘယ်ရွယ်ရောက်နေလဲမမှန်းတတ်လို့စိုက်ဆောင်ကဝဲလာတာကိုင်ပြန်တော်တဲ့ဖနက်ကောက်စီကြပြီရောသားသမီးတွေကများတော့တခါအဖေဝယ်လာခဲ့ရသည့်ပစ္စည်းတွေကလည်းမနှဲမနှောပဲစွတ်ကျက်ဆိုလဲစိုက်ဆုံးဘောင်းမီဆိုလဲစိုက်ဆုံး
ကျမတို့မောင်နှမ6ယောက်ထဲတွင်ကျမက1ယောက်ထဲသောမိန်းကလေးဖြစ်သည်ဒီတော့အကို2ယောက်နှင့်မောင်ငယ်3ယောက်လိုပင်ကျမငငယ်ကလေးကယောက်ျားလေးလိုနေခဲ့ဝတ်ခဲ့ရတာကလည်းအဖေအကြောင်းပဲဖြစ်သည်ခလေးပဲကွာယောက်ျားဝက်မိန်းမဝက်ခွဲမနေပါနဲ့တယောက်ရတယောက်ဝတ်လို့ရတာပေါ့အဖေသည်လှေသမားပြီးဈေးဝယ်တာကစစက်နဲ့စရာချဝယ်တတ်သူဖြစ်သည်ပစ္စည်းတစ်ခုကိုအကြီးနဲ့သေးဈေးချင်းတူလျင်ကြီးတာကိုမှယူသည်အဝတ်အစားလဲတီလိုပင်ဖနက်အဆိုင်လဲတီလိုပင်ကျမတို့မောင်နှမတွေမှာငငယ်လေးကအင်းကြီးပေါင်းပြီးချောင်ချောင်ပွားပွားကြီးရဲ့နဲ့ဖြစ်သည်အဖေကသူ့ကိုယ်တိုင်မလျင်အုတ်ထုတ်အကြီးအသေးဈေးချင်းတူသဖြင့်အကြီးကိုဝယ်ဆောင်သူဖြစ်သည်အဖေခေါင်းပေါ်မှာအုတ်ထုတ်ကြီးခြာလပတ်လဲနေတာကိုမြင်ရသူတိုင်းအဖို့ရေစရာဖြစ်နေတော့၏ကျမ6တန်းကျောင်းသူဘဝကအဖေဝယ်ပေးခဲ့ဘူးသောသိုးမွေးစေတာကလေးကကျမတက္ကသိုလ်ရောက်သည့်ချက်ဝတ်လို့ရတော့ဆိုရင်ယုံကြပါမည်လားမသိဟိုတုန်းကကြီးရဝယ်တော့ဂူးချီဝတ်လို့ရတာပေါ့သေးရများဝယ်မိရင်ပြစ်လိုက်ရတာကြာပေါ့ပစ္စည်းတစ်ခုကိုအဖေတို့ကရေရှည်သုံးမှတန်နေထင်တာသမီးရဲ့ဒါကလည်းအဖေတို့လေသမားများ၏တွက်ကိန်းထင်ပါ၏ရေပေါ်မှာပဲလှေနှစ်တက်နှစ်လောက်ကန်စားတောက်နေထိုင်ကြရသူတွေမို့ကုန်းပေါ်တက်ဈေးမဝယ်နိုင်ဖြစ်နိုင်တာပါတယ်လို့ကို့ချွေးနေစာလေးကိုနှမျောကြတာလဲပါလိမ့်မည်ဘာပစ္စည်းကိုမဆိုခဏကလေးသုံးပြီးပြစ်လိုက်ရရင်အဖေမှနှမျောရမဆုံးတော့အခုခေတ်မှာသုံးနေကြတော့snow tower ကလေးကိုကြည့်ပြီးအဖေမှစုတ်တက်ခုခေတ်လူတွေများလော်မော်လိုက်ကြတာဗျာငါတို့တုန်းကများဖြင်တစ်ဖက်တစ်ထည်ရှိရင်ခေါင်းပေါင်းတယ်အဲ့ဒီကမှကြလာရင်မျက်နှာတုပ်ပွားအဲ့ဒီကမှစုပ်လုံးမကစုပ်လာရင်လက်တုပ်တယ်လက်နှီးစုပ်လုပ်တယ်အဲ့ဒီနောက်တော့လွတ်မပြည့်ရသေးဘူးလှေများလွန်းတင်ရင်ပွဲညက်ထီးရနေရသုံးသေးတာဗျာအဖေစီမမုတ်ဖို့တောင်းလျင်လဲလက်ရွှဲနှင့်မရတတ်ပါအဖေသည်ငွေကိုစီးမဲ့ကမ်းမဲ့သုံးတက်ထားတတ်သူမဟုတ်အဖေအိတ်ထောင်ထဲကပလတ်စတစ်အိတ်ကလေးထုတ်ပြီးသည့်နောက်စောင့်ဝေအောင်နော်ပလတ်စတစ်အိတ်ကိုဖြည့်၍စက်ကူအိတ်ညုတ်ကလေးကိုထုတ်သည်စက်ကူအိတ်ခေါက်ကလေးကိုစီးနှောင်ထားသောတရေခွင်းလေးကိုဖြုတ်ပြီးဖွင့်လိုက်တော့မှကျမတို့ပတ်စံဆိုတာကိုမြင်ရ၏ပတ်စံစက်ကူလေးတွေကမှအနွမ်းဆုံးကြက်တံကိုရွေးရပေးသည်တခါတလေကျမအကူတွေကအဖေကိုစားကြတယ်အဖေကိုကြည့်ရတာကျွန်တော်တနာတယ်ဗျာနေပါတော့အေးကွာငါသားရမင်းတနာတော့အဖေအကုန်တက်တာပေါ့အဖေကိုနှမျောတတ်ရဲ့လို့အကူတွေကအဖေအိယာနေရာတွေမှာအင်္ဂလိပ်စာတွေနဲ့ဥကတ်စီဤကတ်စုစသဖြင့်ရေးထားတတ်ကြ၏ကျမကဖတ်ပြတော့အဖေကပြုံးပြုံးကြီးလောက်မှတီကြည်သောအတန်ဖြင့်ဆိုပါ၏အဖေကနှမျောတတ်တာမဟုတ်ပါဘူးကွယ်ငွေဆိုတာမျိုးကိုလွယ်နဲ့မရဘူးဆိုတာမင်းတို့သိစေခြင်းလို့ပါအဖေမှရှိတဲ့ဥစ္စာမှန်သမျှဘာတစ်ခုမှအချောင်ရထားတာမရှိဘူးကို့ချွေးနေစာနဲ့ကို့လိုအားနဲ့တပင်တမန်းရင်းနှီးထားတာတွေကြီးပဲဒါတွေကိုအဖေလွယ်နဲ့မဖြုံးရတာပါကွယ်အဖေသည်သားများနဲ့လည်းတငယ်ချင်းပေါင်းသင်းတတ်သူဖြစ်သည်သားများ၏စကားကြကိုလည်းအကြကောက်ပြီးပြန်ပြောတတ်သည်အဖေကအလောက်ခိုင်းပြီးဆိုရင်သားတွေကညီးတလူလိုဖြင့်အဖေကိုစတက်နောက်တက်ကြသည်ထိုစဉ်ကကျမတို့ရက်ထဲတွင်အရက်သမားတော်တော်များများရွှေပေါ်ကျွန်းဆရာတော်ထံသွားပြီးအရက်ဖြတ်ကြသည့်အလေရှိပါသည်ဖေဟာကျွန်တော်လည်းရွှေပေါ်ကျွန်းကိုသွားပြီးအလုပ်ဖြတ်ချင်တယ်ဗျာအကိုကစတော့အဖေကကောက်ကငင်ပါပင်ပြန်ပြောသည်အေးကောင်းတာပေါ့ငါသားရအစားပါတစ်ခါလေးဖြတ်ခဲ့ကွာတခါအဖေစီကံကိုကျမတို့သားသမီးများကမှီအောင်မလိုက်နိုင်ကြတာတွေလည်းရှိသည်အထူးသဖြင့်စင်းရဲစရာမှတ်သည့်နေရာအဖေချီကကျမတို့မမီကျမမှတ်မိသလောက်အဖေသည်ကျမတို့မမွေးခင်လှေကြီးစစီးကလေးကစရင်နဲ့အင်းနဲ့စာအုပ်ထဲမှာမှတ်သည့်အလေးချင်းရှိခဲ့ပုံရသည်အဖေစင်းရဲစာအုပ်ဟောင်းလေးထဲတွင်လှေထိုးသားယူသုံးသည့်ငွေတမှုတပဲကအစမှတ်သားထားသည်အခုထိရှိသည်အဖေသည်အမေကိုပေးသည့်ဈေးဘိုးငွေကိုပင်စရင်တို့မှတ်ထားသူဖြစ်၏
ဒီမှာတွေ့လားဟမ်ညီအဖေတို့များညတင်ယူသုံးငွေ3ကျပ်တဲ့အမေတောင်ဆင်းရဲနဲ့မှတ်တာအဲ့ဒါအမေကိုဈေးပြီးတဲ့ငွေပေါ့တီတုံးကသူ့လေကြီးနဲ့ဘဏ္ဍလကြာငွေ3ကျပ်နဲ့လောင်းကအောင်သုံးရတာလေအခုချိန်မှာတော့အဖေလက်ရည်နဲ့ဆင်းရဲအင်းတွေကိုကြည့်ပြီးတို့မိသားစုကိုဒီစီးစနစ်တွေနဲ့အဖေလောက်ကင်ကျွေးမွေးခဲ့တာရဲ့ပဲလို့ကျမအောက်မေ့နေမိပါသည်ရွာเจ้าမှာကျမကျောင်းစားနေသည့်နှစ်ကအဖေ၏အညာဆန်လေကြီးကိုရောင်းပြစ်လိုက်ရသည်မြေရိုးတစ်လျှောက်တွင်စက်တက်မော်တော်တွေတွင်ကျလာတော့အဖေလေကြီးအလုတ်သိမ့်မတွင်တော့၏ဖြစ်သားသမီးတွေဘူးစုဖြူနှင့်ဆိုတော့အဖေမှာစီးပွားရေးကြက်တယ်လာခဲ့သည်လေကြီးကိုရောင်းပြီးကျမတို့မိသားစုမြင်းကြံမျိုးကိုပြောင်းရွှေ့ခဲ့ကြသည်ထိုခေတ်ကရွာမှာတခိုးတစ်ပြရန်ကပူတီတစ်ချောင်းရွာမှာအဖေလောက်ကံမစားတတ်သည်ကတစ်ချောင်းနှင့်မို့မြင်းချံသူပြောင်းကစင့်အိုးကုံတယ်လောက်ခဲ့ပါသေးသည်ကြောင်များຫນွေငိမ့်ဘက်ကစင့်အိုးစင်းကွက်တွေကိုကိုယ်တိုင်ဖောင်တွဲပြီးအေယာရီမြေကျောတိုင်းစုံစင်းရင်စင့်အိုးကုံမှုသည်မြင်းချံမြောက်ဈေးကြီးထဲမှာလဲအိုးဆိုင်ကြီးဖွင့်ပြီးရောင်းသည်နောက်တော့အညာတခွင်ဂေဇက်ရဖျားပွဲတော်ကြီးများသို့လှည့်လည်ရောင်းချခြင်းအပင်ပန်းခံစီးပွားရှာခဲ့သည်တီတုံးကကျမတို့မောင်နှမတွေသည်လည်းဆက်နှစ်ပွဲဈေးတယ်ကလေးတွေဖြစ်ခဲ့ကြပါသေးသည်ဆိုင်ရှိတွင်ဝါကတ်ကြံကလေးခင်းပြီးမြေအိုးပုတ်ဂျိုးရုပ်လေးတွေစိန်ပြီးကလေးပုံပြီးဆိုင်းတန်ပုံတန်လော့စပီကာတိုင်းများကြားတွင်ငိုက်ငိုက်မီမီဈေးရောင်းခဲ့ပူခြင်းသည်လည်းကျမဘဝ၏ကလေးဘဝအမှတ်တရနေဆွဲများဖြစ်ခဲ့သည်ကျမမှတ်မိနေပါသေးသည်ကြောက်ပရောင်းဖျားဝဲတုံးကကျမတို့စင်အိုးရောင်းဆိုင်စင်အိုးရောင်းကောင်းလိုက်ပုံများအဖေတို့အမေတို့မှာခေါင်းတော်မဖော်နိုင်အားကြပါမနံမိုးလင်းဆိုင်ဖွင့်ကလေးကရောင်းချလိုက်ရသည်မှာညနေဆောင်ဖျားပွဲတော်လာတွေနဲ့ကြိတ်တိုးလေးကျမမကထမင်းစားလာပြီဒီတုန်းကကျမတို့ဦးဆိုင်နဲ့ကြောချင်းကပ်မြို့တော်သိန်းအောင်ဇက်ယုံကြီးဟီဟီထနေတာကျမမျက်စိရဲ့မြင်အောင်နေမိပါသည်ဇက်ယုံပန်းစီကညနေစာထမင်းဝေဖို့မောင်းထုတန်တူတူကြားတော့ဆိုင်ကနေကျမအသားလေးလစ်ထွက်ခဲ့သည်ဇက်ယုံတွေကထမင်းစလုံးတစ်လုံးကိုယူကာဇက်သူဇက်သားများနဲ့ရောနှောဝင်တန်းစီပြီးဇက်ထမင်းဟင်းဝေပုံကြကျမစားခဲ့သည်ဇက်ယုံနောက်ဖေးထင်းပုံကြီးပေါ်မှာကျမထမင်းတွေမထားတန်းစားခဲ့သည်အဖေတို့ကတော့ကျမပြောင်းလို့ပွဲခဲနှံ့တောင်းတောက်အောင်ရှာနေကြပြီကျမဘိုက်တင်းပြီးဆိုင်ပြန်လာတော့အဖေဆိုင်မှာမရှိပါကျမကိုပွဲတော်လူအုပ်ကြားသွားရှာနေခြင်းပဲလူလိုက်ခေါ်ရဲ့အဖေပြန်လာတော့ကျမကိုတင်းတင်းရင်ဖြစ်ညစ်ပြီးမျက်ရည်ကျရှာသည်ငါမှညီကိုမောင်နှမရေလို့တယောက်မှမရှိခဲ့ဘူးငါသားသမီးလေးတွေပေါ်ပေါက်လာတော့မှငါမှငါညီငါနှမကလေးတွေရဲ့လို့အောက်မေ့နေမိတာတယောက်မှငါမိသားစုကိုအပွန်းပဲ့မခံနိုင်ဘူးငါပင်မလို့လဲတည်ပြီးတော့ငါရှာကျွင်းမယ်ကလေးတွေကိုဂယူးဆိုင်ပါကွာကဲလာကြအဖေမင်းတို့ကိုခောက်ဆွဲလိုက်ကျွင်းမယ်သားသမီး6ယောက်ထဲတွင်သမီးမိန်းကလေး1ယောက်ထဲရဲ့လို့အဖေကကျမကိုအချစ်ပိုရှာပါသည်ကျမ10တန်းတက်သည့်နှစ်ကသွားကြိုက်သဖြင့်သွားပြရာဆံကသွားနှုတ်ပြရမည်ဟုပြောတော့ခါကျမကြောက်လွန်းသဖြင့်မှတ်နှုတ်ရဲခဲ့ပါသွားကြိုက်သည့်ဝေဒနာကိုပေခံနေသောကျမအားအဖေကချော့မော်ဖြောင်းဖြပြီးသူ့သွားကိုအရင်နှုတ်ပြသည်သွားနှုတ်တာခန်းလို့ကောင်းုံလေးပါဗျာမနာပါဘူးကျမတတ်သိရှိလာအောင်သူ့သွားကိုအနာခံရဲ့နှုတ်ပစ်လိုက်တော့အဖေချစ်ချင်းမေတ္တာတရားကိုပြန်တွေးမိလေတိုင်းကျမခံစားရမဆုံးဖြစ်ရသည်အဖေသည်သားသမီးများကိုချစ်ယုံမြမကအစားအသောက်နှင့်ပတ်သက်လာရင်လည်းလက်နက်ပေးသောဖခင်မျိုးဖြစ်၏မွေးကလေးကခဏအချိန်ထိကျမတို့မှာလူချမ်းသာစင်မဝင်သည့်တိုင်အစားအသောက်နှင့်ပတ်သက်ပြီးတစ်ချိန်တစ်ခါမျှမချို့ငှဲ့ခဲ့ဘူးပါအဖေခီးထွက်ကပြန်လာတိုင်းစိတ်နှုတ်ဘီစကစ်မုတ်ဆယ်ဝင်ပုံးကြီးတွေအဖေရောက်လျာဒေသထွက်စားစရာတပွေးတစ်ပိုက်ကြီးပါလာတတ်မြေဖြစ်ပါသည်ငါနဲ့ကိုသားသမီးတွေကိုကြွေးရတာတရားလိုက်တာကွာအဖေစကားကိုခုချိန်ထိကျမတို့ဆွေမျိုးအတိုင်းဝိုင်းများကြားမှာပုံခိုင်းပြောဆိုနေကြတုံးပဲဒီလို
ကျွေးနိုင်မွေးနိုင်ရဲ့လို့အဖေမှာစီးပွားကိုအလွယ်တကူရှာဖွေ၍ရခဲ့သည်မဟုတ်ပါပြေးဟဲလွှားဟဲထမ်းဟဲပိုးဟဲအဖေနဲ့စကားပြောရလျင်ဘဝကိုဝတ်သိုးချုပ်နေရခြင်းဖြစ်သည်စင်အိုးအယောင်းဝက်လုံရင်ဖြင့် AR မြစ်ကြီးကိုတန်ရောစင်မကုန်သောအဖေသည်စက်တက်မော်တာတစ်စင်းဝယ်ဖို့အပြင်းအထန်ကြိုးစားခဲ့သည်မော်တော်တစ်စင်းလုံးမဝယ်နိုင်သဖြင့်မိတ်ဆွေတယောက်နှင့်နှစ်ဦးဆက်ဟပ်ပြီးဖောင်ဆွဲမော်တော်တစ်စင်းဝယ်ခဲ့ကြသည်သည့်အတွက်အဖေကသူတစ်ပါးစီကငွေတိုးကြီးယူပြီးတော့မော်တော်သမားဘဝစားခဲ့ရသည်ငွေတိုးဆိုသည့်စကားလုံးကိုကျမငငယ်တည်းကစပြီးတည်ကြံခဲ့ရသည်နောက်တွင်အဖေတသက်လုံးကြုံယုံဆိုင်ရင်ကျမတို့မောင်နှမတွေအတွက်တသက်စာသင်ခန်းစာတွေပေးသွားခဲ့တော်သည်ကျမတို့သားမိတွေကိုမြင်းကြံမှာထားရခဲ့ပြီးအဖေသည် AR မြစ်ကြီးစီပြန်ရောက်သွားခဲ့ပြန်ပြီအမေမှာအိုးဆိုင်ကတစ်ဖက်သားသမီး6ယောက်တာဝန်ကတစ်ဖက်နှင့်အတော့ကိုကတိလင်တနိုင်ခဲ့ရရှာသည်အဖေပြန်မလာတာငါအချီကြသားလျင်ကျမတို့မှာအကျွေးတွေတော်တော်များများပိုင်ဆိုင်လာတော့သည်ဒီကြားထဲငွေတိုးရှင်ကပူရာတမောက်ကျမသည်သမီးမိန်းကလေးမို့မိဘတို့၏အပူကိုငယ်စဉ်ကလေးကကိုယ်ယူခံစားတတ်သူဖြစ်ခဲ့ရသည်အမေမျက်ရည်ကျတိုင်းကျမမျက်ရည်ကျခဲ့ရသည်အမေကတိလင်တနိုင်လို့ကျမမှလည်းအမေအိမ်မှုကိစ္စတွေနဲ့ကူရင်ခလေးထင်းရင်ကြောင်းတက်ခဲ့ရသည်ကျမကြောင်းပြသည့်ရက်များတွင်ဆရာကိုယ်တိုင်အိမ်သို့လိုက်လာတတ်လေသည်ဆရာလာတဲ့ကျမပုံရသည်မှာအမောအဖေပြန်လာတော့ဆရာကပညာရေးနှင့်ပတ်သက်၍သူ့ထင်မြင်ချက်ကိုပြောပါသည်ဦးညူရဲ့သမီးကစာတော်တဲ့ကလေးပါဗျာလက်ရည်လေးလှတယ်ညံလေးကလည်းကောင်းတော့ကျွန်တော်ကတီနှစ်လူရည်ကျွန်းဆောင်မွေးဖြေပိုင်းကိုညာထားတယ်ဒါမဲ့ကလေးကကြောင်းပြတ်တာတွေများတော့စာမလိုက်နိုင်ဘူးဗျဒါနဲ့ပဲသူ့ကိုမရွေးပြတော့ဘူးကျွန်တော်ပြောချင်တာကမိန်းကလေးဆိုပြီးတော့ရေးတက်ဖတ်တက်ရုံပဲလို့သဘောမထားစေချင်ဘူးကလေးအတွက်ပြောရပါဗျာဆရာစကားကြောင့်အဖေအတော်လေးစိတ်မကောင်းဖြစ်သွားပုံရပါသည်စုပ်ပြဲညက်နွမ်းနေတော့ကျမကျောင်းလွယ်အိတ်ကလေးကိုကြည်ရင်သူတောင်းဝင်မကြည်ခဲ့လို့ပြများလားလို့ထင်မှတ်နေပုံလဲရပါသည်အဲ့ဒီနေ့ကညစာထမင်းဝိုင်းရှင်းနှန်းစီမိခွက်မိတ်အောက်တွင်ထမင်းစားနေကြသောသားသမီး6ယောက်ကိုကြည်ရင်အဖေမျက်ရည်ဝိုင်းနေသည်ငါမှလည်းသားပြက်မရပြက်ဆိုလိုဖြစ်နေပြီခလေးတွေကလည်းကိုရင်တူတွေဖြစ်လာကုန်ကြပြီဆိုတော့နောင်မှဖေးအုံမကြီးနဲ့ရခဲ့တဲ့ခလေးတွေမို့အမိုက်ပတ်လိုက်တန်သွားမှာစိုးတယ်ငါအလုပ်ကလည်းမန္တလေးစိတ်ကံပင်တိုင်းလိုဖြစ်နေတော့ငင်းချံကိုတကန်တကမလာနိုင်ဖြစ်နေတာကိုပါလေမဟုတ်သေးဘူးအခုမြေပြောင်းရွှေ့ရရင်ငါသမီးလေးတွေခွေးမြုံလေးကောက်မှရတယ်လို့အကုန်ပါလာမှာပဲအရွယ်ရောက်လို့အိမ်တော်ရသားကြကုန်မှဖြင့်ငါခေါ်ခြင်းလဲသူတို့ပါလာနိုင်မှာမဟုတ်တော့ဘူးဒီကကျွေးမိကလေးတွေရှင်းသွားရင်မန္တလေးပြောင်းကြရအောင်ကွာအဖေယူဖျားသည့်ငွေရှင်ကစီကုံတဲ့အမေကြီးတင်ဖြစ်သည်အဖေပြန်လာတိုင်းငွေတိုးဆက်နေကြပေမဲ့ကျမတို့ကိုကြည်သည်မရှိဒီကြားထဲကျမတို့မောင်နှမတွေကအမေကြီးတင်းတို့၏ခိုင်းမှတ်ဖြစ်မှန်းမသိဖြစ်လာခဲ့ရသည်ကျမဆိုရင်ညနေကြောင်းပြန်လာနှင့်ခေါ်ခိုင်းတော့၏ရေခတ်ပေးတာအမိုက်ကျုံပေးကြတာထားညတိုင်းအမေကြီးတင့်ကိုနင်းပေးရသည်တခါတော့အမေကြီးတင့်ကိုနင်းပေးရင်ငိုက်မိတဲ့ဖြင့်ဂရင်ပေါ်မှကျမထိုးကြသွားဘူးသည်မျက်နှာရောတထောင်စစ်တွေဒူးတွေမှာပါတန်ရန်တန်ချက်တွေနဲ့ပြန်လာသည့်ကျမကိုမြင်တော့အဖေအတော်စိတ်ထိခိုက်သွား၏အေးဟာတို့လည်းမရတယ်မကဘူးငါသားသမီးလေးတွေကပါအစ်စ်တန်ခံကြရရှာတယ်သူတို့အကြွေတော့ကြည်အောင်ဆက်မှာပါနောက်နေ့ရင်အဖေသည်မော်တော်ခောက်စာရသမျှငွေကိုအမိတ်အိုးဆိုင်ကလေးတဲ့သို့အရင်မထည့်ပဲအကျွေးကိုပဲတွန်းဆက်တော်သည်အမိတ်အိုးဆိုင်ကလေးလည်းပြုတ်သွားခဲ့ပြီအကျွေးကြေသည့်နောက်အဖေပြန်လာတိုင်းငပြောတခိုင်ငချောက်တပြားဆိုသလိုအမေကြီးတင့်တို့ကိုကြော့အမြဲကြော့ပါသည်သူတစ်ပါးကျေးဇူးဆိုတာမကန်းကောင်းဘူးသမီးရဲ့သူတို့ငွေထုတ်ပေးလို့အဖေတို့မော်တော်ဝယ်နိုင်တာငွေထုတ်ပေးတယ်ဆိုပေမဲ့ကိုယ့်ကိုယုံကြည်လို့ပေးတာအဖေ
ဖေကတော့အဖေကိုငွေတိုးပေးတာအတွက်ဂုဏ်နေအဖေဒီတိတ်ခါတမာကြီးနဲ့ပတ်သက်လာရင်အစွန်းထင်းခံသူမဟုတ်ယူသားချင်းသည်အဖေလက်ကင်တရားဖြစ်တော်၏ဒါကြောင့်ပဲထင်သည်နောက်အဖေအလုတ်မလုတ်နိုင်တော့ပဲအိတ်ရတဲ့ဘုံဘုံလေးရတာအဖေလက်ရဖြင့်စာကလေးတစ်ကြောင်းရေးပေးလိုက်အောင်ဖြင့်ကျမတို့ကိုငွေကြေးအကူအညီပေးကြတာအဖေသမိုင်းပဲဖြစ်သည်အမေကြီးတင်းတို့အကျွေးကြေလို့မှအမောမပြေသေးနှစ်ဦးဆက်တူဝတ်ထားသောမော်တော်ကိုတဦးတည်းအံ့ယူဖို့အဖေမိတ်ဆွေကပြောလာတော့သည်အမှန်ကအဖေဘက်ကလုံးဝအံ့မြူနိုင်မှန်းသိ၍တစ်ဖက်ကအံ့ယူခြင်းသည့်သဘောဖြစ်သည်အဖေဘလောက်များခေါင်းမီတောက်ရှာလိမ့်မလဲတီတဝက်မှာငါအံ့မြူနိုင်ရင်ငါတက်တက်မော်တော်ပိုင်ဖို့မလွယ်တော့ဘူးငါသားသမီးတွေအတွက်ငါလက်ချီထားခဲ့တော့မဖြစ်ဘူးငါကလည်းကုန်းပေါ်မှာအလုပ်မစားတတ်ဘယ်နဲ့လုပ်ရပါရုံးခဲ့ကန်ခဲ့ဘဝတွေရှေ့လန်းလွှတ်လာတော့လှေသမားကြီးကတော့အေယာဝတီမြေကြီးကိုပဲအားကိုးအားထားပြုရင်ဘဝဝမ်းစာရှာခြင်းသည်နောက်ဆုံးတော့အဖေသည်သူ့တမိုင်းကိုယုံကြည်စွန့်နဲ့လွန်စွာဖြင့်များပြားလာသောငွေကိုအတိုးအညွန့်ထား၍မော်တော်ကိုအံ့ယူလိုက်သည်ကျမတို့မော်တော်တစ်စင်းလုံးပိုင်လိုက်နိုင်တော့လဲအဲ့ဒီအချိန်ကာလတွေကတော့ကျမတို့မိသားစု၏ရင်စည်းကံရက်တွေပဲဖြစ်သည်အဖေရောအမေပါဥမမဲစာမြောက်ကျမတို့မောင်နှမတွေကိုထားရက်ကအေယာဝတီမြစ်ကြီးထဲမှာလူးလာခေါင်းတုပ်ကူတန်းရှာဖွေနေကြတော့သည်ဒီလိုနဲ့ကျမတို့တွေမန္တလေးကိုပြောင်းဖို့ကိစ္စခက်ဝါဝါဖြစ်သွားခဲ့ရသည်ကျမချက်တော့ပြော့တခါမာတလက်မနတ်တချို့တူးတချို့ထမင်းဟင်းကိုစားကြရင်မိဘမဲ့ဘဝမျိုးနေခဲ့ကြရသည်ကိုဘဝကိုသာထိန်ရင်ကြောင်းရင်ကိုအသည့်ဖြင့်ကိုသာစိတ်အားငယ်စွာဖြင့်ဘဝတစ်ခန့်ကိုဖျက်တမ်းခဲ့ရသည်ရွာကဘာကြီးအိမ်ကိုရောက်လာတော့ကျမတို့ရွာကဘာကြီးအိမ်ကိုရောက်လာတော့ကျမတို့အဖြစ်ကိုမြင်ပြီးမျက်ရည်ကျချသည်အဖေကိုတွေ့တော့ဘာကြီးကငိုတံဘာကြီးနဲ့ဂယုဏဒေါသောစကားဆိုပါ၏မင်းတို့ကကွာခလေးတွေကိုပြစ်ထားလိုက်ကြတာမျက်စိနှလုံးပွင့်လာလုံးမှကိုမိဘကိုမတွေ့ရရှာဘူးရှိတာလေးနဲ့စားလို့တောက်လို့လွယ်ကလေးလွယ်ပြီးကြောင်းထွက်သွားကြလို့ပြန်လာတော့လေမိဘရင်ဝင်ဝင်ခွေစရာမရှိဘူးအရေးလဲဟိုလက်ကောင်ကငါ့ကိုမဟုတ်ဖို့တောင်းတာရိုးရိုးမတောင်းဘူးကျွန်တော်အဖေပြန်လာရင်အတိုးနဲ့ဆက်ပါမလဲကွာငါမျက်ရည်မစင်နိုင်ဘူးခလေးတွေတနှားကြက်တော့ဘာကြီးပြောပြီးသည့်နောက်ပိုင်းမှာတော့အဖေသည်ကျမတို့ကိုမန္တလေးသို့ပြောင်းခေါ်ခဲ့ပါတော့သည်ဒီတုန်းကကျမ9တန်းဆောင်ပွဲဖြည့်ပြီးခဲ့ပြီမန္တလေးကိုပြောင်းခဲ့ကြသည့်နေ့ကိုကျမဘယ်တော့အခါမှမမေ့နိုင်ခဲ့ပါတပေါင်းຫນွေပူပူကြီးအောက်တွင်ချက်ပလက်ကအိုအိုကြီးနှင့်ကျမတို့လိုက်ခဲ့ကြသည်ကျမမျက်စိရဲတွင်မြင်းချံအိမ်ဝိုင်းလေးတွေကအရွက်တွေပြောင်ရှင်းနေသောပင်စီဖူးဖွေးမာလာကာပင်ကြီးတွေကျမစိုက်ထားခဲ့သောခြံတောင်းကအေဂရစ်ပင်လေးတွေနှင့်ကျမတို့မောင်နှမတွေဖန်တူလုံးပြစ်တိုင်ကစားခဲ့ကြသည့်ရေမြောင်းတမန်ဒလင်းကလေးပြီးတော့ကျမကိုငွေကိုနှုတ်ဆက်ကြသည့်ငယ်ပေါင်းများနှင့်မြင်းကြံမြို့အထွက်လမ်းကထန်းတောင်းပင်တန်းတလန်းလုံးငိုချင်ရက်လက်တို့ဖြစ်လာခဲ့သောကျမသည်မန္တလေးအိမ်ဆိုတာကိုရောက်လို့ကားကြီးထိုးဆိုင်တော့မှဝမ်းနဲ့ကြေခွဲသွားတော့၏ဟင်းအိမ်ကဘယ်မှာလဲတပြေကတစ်ခတ်သာခြိထားသောအိမ်ဦးတိုင်တိုင်သာစိုက်ထားသောမြေကွက်လက်ကြီးကကျမတို့နေရမည်အိမ်နဲ့လားအံ့အားတသင့်ဝမ်းပန်းတနေဖြစ်နေသောကျမကိုအဖေကပခုံးလာဖက်ပါသည်အိမ်ကစောက်မှာပေါ့သမီးရဲ့လောလောဆယ်အဖေတို့ဒီဘက်နားမှာမိုးကတဲကြီးထိုးနေရမှာပေါ့ကျမမျက်ရည်စီးကြလာတာမြင်တော့အဖေစိတ်မကောင်းဖြစ်သွားတာသိချပါသည်အိမ်တလုံးတော်မဆောက်နိုင်နေပဲကျမတို့တွေအတူနေရဖို့အဖေ၏စွန့်စားကြိုးပမ်းချက်ကိုဒီတုန်းကကျမနားမလည်တတ်ခဲ့ပါဘဝကိုတည်အချင်းစဉ်းစားလျှောက်လန်းရတော့အဖေမှာကိုကာယအားရှိရတာကိုကာယအားသာရှိ၍ငွေအားမရှိရှာခဲ့အိမ်တော်ဦးစီးတူအိမ်တော်စုတစ်ခု၏ဦးစီးဦးဆောင်နောက်မှကျမတို့တွေကတော့အပ်သွားရပါသည့်အချီကျိုးမြင်လို့တဒန်းလန်းကားပေါ်မှာပစ္စည်းတွေချနေစမှာပဲအဖေသည်ကျမတို့မောင်နှမအားလုံးကိုမြစ်စိတ်သို့ခေါ်သွားခဲ့သည်
AR မြစ်ကြီးကကျမတို့ရှေ့မှာစီးစင်းနေသည်အဖေကဒီမြစ်ကြီးထဲမှာလောက်ကင်စားတော့ရတဲ့သူလေအခုမင်းတို့နေထိုင်စားတော့နေရဝတ်နေရတာတွေအားလုံး AR မြစ်ရဲ့ကျေးဇူးတွေပေါ့အဖေတက်တော့ဒီမြစ်ကြီးနဲ့ခွဲလို့ရတော့မယ်မထင်ဘူးလှိုင်းကောင်းဖြူကြီးတွေထနေတော့ AR မြစ်ဤလှိုင်းပုတ်တန်နှင့်အတူရောထွေးနေသည့်အဖေအတန်တွေကလည်းလှိုင်းထလို့နေသည်အနောက်ဘက်ကမင်းဝန်တောင်တန်းကြီးစီကတောင်ခိုးရနတ်တွေကိုတောင်ကျမရနေမိတယ်လို့ပါပဲအဲ့ဒီနေ့ညနေကကျမတို့မောင်နှမတွေအဖေနှင့်တူ AR မြစ်ကြီးရင်ဝင်တဲ့တိုးဝင်ပြီးစောက်ကစားခဲ့ကြပါသေးသည်အေးမြသည့်မြေကကျမတို့မိသားစုကိုချွေးသိပ်ပေးခဲ့ရှာပါသေးသည်နောက်တစ်နေ့မနက်စောစောမှာတော့အဖေသည်အလုပ်တွေများသည့်ကြားကကျမတို့မောင်နှမ6ကိုဆွဲပြီးအမှတ်3ကားပြကြီးကိုစီးပြီးလိုက်လာခဲ့ကြ၏မန္တလေးမြို့ပြမြင်ကွင်းတွေကိုရှောက်ပြတာပဲဟုကျမထင်မိခဲ့သည်ကားဂိတ်ဆုံးကိုရောက်သည့်အထိကျမတို့လိုက်ခဲ့ကြသည်ကဲဆင်းကြအဖေမင်းတို့ကိုတက္ကသိုလ်ကြီးပြခြင်းလို့မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဆိုသည့်ဆိုင်းဘုတ်ကြီးကိုလက်ညှိုးထိုးပြရင်အဲ့ဒီနေ့ကပြောခဲ့သည့်အဖေစကားတွေကိုကျမတသက်မမေ့ရနိုင်တော့ပါဟောတာမင်းတို့ကြီးလိုက်တက်ရမယ်ចောင်းကြီးကွာသိလားတက္ကသိုလ်ဆိုတာဟိုတုန်းကမင်းကြီးမင်းသားတွေတထေးတကြွရဲ့သားသမီးတွေမှပညာသင်နိုင်တဲ့ចောင်းကြီးပေါ့အခုတော့လှေသမားရဲ့သားသမီးလဲတက္ကသိုလ်ចောင်းနိုင်ကြီးတက်နိုင်ရမှာပေါ့ကွယ်ຫນွေရာသီမှုတက္ကသိုလ်ပင်မအဆောက်အဦကြီးရှိမှစိန်ပန်းပင်တွေကရဲတောက်နေလို့နေသည်အဲ့ဒီစိန်ပန်းမနီတာထက်အဖေသူတွေကပိုနေမလားကျမတွေးမိသည်လှေနှစ်တက်နှစ်မြစ်ကြီးထဲမှာပဲအချိန်ကုန်ခဲ့ရတော့လှေသမားကြီးတယောက်ကဒီတက္ကသိုလ်ကြီးစီသားသမီးတွေကိုပညာသင်ပို့မိဆိုသည့်အထွေးခေါ်ဘယ်ကရောက်နေပါလဲကျမစဉ်းစားတွေးတော့အဖြေရှာမိခဲ့သည်အဖေကကျမတို့ကိုတက္ကသိုလ်ဝင်ကြီးအနှံ့လိုက်ပြပါသည်ပညာရွှေဦးလူမခိုးဆိုတာအမှန်ပဲကွာကိုတက်ထားတဲ့ပညာကိုဘသူကမှပြန်နှုတ်ယူလို့မရဘူးပစ္စည်းဥစ္စာဆိုတာကမှကံပေါ်မူတည်သေးတယ်ပညာကကံပေါ်မမူတည်ဘူးပါရမီနဲ့ဆိုင်တယ်အဖေကတော့တက္ကသိုလ်ကြီးရှိနေလို့မန္တလေးမရောက်အောင်ပြောင်းခဲ့တာမင်းတို့စာကြိုးစားကြဒီတက္ကသိုလ်ကျောင်းကြီးကိုရောက်အောင်တက်မယ်ဆိုတဲ့စိတ်မွေးကြလားရာဇက်ခမ်းမဆောင်ကြီးကတော့ကျမတို့လှေသမားသားအဖတွေဤစကားတန်ကိုနားဆွင့်ပုံမျိုးနဲ့ငြိမ်သက်လို့နေ။နောက်ကျမမန္တလေးတက္ကသိုလ်ရောက်တော့ရာဇက်ခမ်းမဆောင်ရှိကစက်ကူပိုင်းအောင်မှထိုင်ရင်အဖေကိုတတိရနေမိတတ်သည်။အဖေသည်ပညာနှင့်ပတ်သက်လာတဲ့အလွန်ဇွဲခတ်ရှာသည်။သားသမီးတွေကိုပညာစုံကန်းတိုင်စေဖို့ကအဖေအဓိကရည်ရွယ်ချက်ကြီးဖြစ်လာသည်။ကျမတို့ကအိမ်မှာအလုတ်ခိုင်းမှဆိုလျင်စာကြက်ခြင်းရန်ဆောင်နေကြသည်။ကလေးတွေစာကြက်နေသည်ဟုဆိုကအဖေကအလုတ်မခိုင်းတော့ပဲသူကိုယ်တိုင်လှုပ်သည်။ညတိုင်လျင်ကျမတို့စာကြက်ဝိုင်းသားထိုင်ပြီးနားထောင်နေကြသည်။ကျမတို့ကစာဝဲဝဲဖြေပြန်လာလျင်အဖေကမေးခွန်းကိုစီးဖတ်တော်သည်။သူ့နားနှင့်ကြားဘူးနားဝစာရီကိုမေးခွန်းစာရတဲ့တည်လျင်ငါသမီးတော့ဒီပိုက်ကောင်းကောင်းဖြေနိုင်ပါပဲဟုပြောတတ်ပါသည်။ကျမဆယ်ရန်အောင်တော့ဒေတာကောလိပ်တက်ဖို့ဆက်ပြီးမရှိမနက်ဆိုလျင် class မိဖို့လိုင်းကားပြေးစီရသည်လိုင်းကားသွားနှုံးပုံမူတည်ပြီးကျမအတမ်းမမီဖြစ်ရသည့်ခါရည်ရှိသည်အထူးသဖြင့်လက်တွေ့ practical မမီလိုက်သည့်နေမျိုးတွင်အိမ်အပြန်ကျမငိုမိသည်ကြီးအဖေကစိတ်မကောင်းဖြစ်ပြီးပန်းမြို့တော်ဟုခေါ်သည့် free set ဆက်ပြီးအပြာလေးတစ်စီးဝယ်ပေးခဲ့သည်ဒီလောက်အဖို့တန်ကြီးပစ္စည်းကိုဝယ်ပေးဖို့အဖေမှာအင်အားမရှိရှာခဲ့ပါဒီတုန်းကဆက်ပြီးအသစ်ဆက်ကလေးရလို့ပျော်နေမိရာကလဲလျင်အဖေရင်ဆိုင်ခဲ့ရသည့်ဒုက္ခကိုကျမမသိရအမှန်ပဲကျမဘွဲရသည့်နေ့ကျမှအဖေကဖွင့်ပြောပါသည်ငါသမီးပညာရေးအတွက်ပဲလေဆိုပြီးအဖေငွေ3000ချေးပြီးဝယ်ပေးခဲ့တာပေါ့ငွေ3000ကို6000ဆက်လိုက်ရတာပဲဒါပေမဲ့တန်ပါတယ်ကွယ်ငါသမီးကအဖေရီမှန်းချက်ကိုရအောင်စူးစမ်းပေးခဲ့ပြီပဲငွေ3000ယူပြီး
6တောင်ဆက်လိုက်ရတဲ့လားငွေရင်းနဲ့အတူငွေရင်းနဲ့စားသူအတိုးငွေတွေအဖေရှာပေးလိုက်ရသည်ပေါ့မဲနဲ့များပြည့်နေသောအဖေမျက်နှာညိုညိုကြီးကိုကျမလှမ်းကြည့်ရင်နဲ့ငနဲ့ခံစားလိုက်ရပါသည်အဖေကတော့သူ့တီလိုရှာဝေပြီးကြောင်းထားလိုက်နိုင်လို့ကျမဘွေးရသွားတာလို့ယုံကြည်နေပုံလဲရသည်အဖေသည်သားသမီးများပညာတတ်ခြင်းအပေါ်အလွန်ဂုဏ်ယူသူလည်းဖြစ်သည်လူထူထူရှိလျင်ဒီအကြောင်းကိုပဲပြောပြနေကြတော့သည်ကျုပ်ကသာလှေထိုးလေခန့်နဲ့ပြည်ရတာဗျကျုပ်သားသမီးတွေကတော့အားလုံး10တန်းရောက်တဲ့သူတွေကြီးပဲအင်္ဂလိပ်လိုများမှတ်လို့ကျုပ်တော်နားရည်ဝါလှပေါ့အဖေအဲ့ဒါလိုကြွားတော့အဖေမိတ်ဆွေလှေတကြီးဥပါရှင်ကအဖေကိုနော့ပြီးမေးသည်ကဲဒါဟာဖြင့်ခမရကိုကျုပ်မေးပါဦးမယ်ကျုပ်နာမည်ဘာရှင်ကိုအင်္ဂလိပ်လိုဘယ်လိုပေါင်းတော့ခက်လွန်းလို့ဗျာဘီအေဘရှာအိမ်ရှိန်ပေါ့အဖေကပြန်လောင်တော့ကျမတို့ဝိုင်းရကြပါသေးတယ်မန္တလေးရောက်လာတော့ကျမတို့အဖေနဲ့အတူနေရချိန်တွေပိုလာသည်မန္တလေးသားဖြစ်လာတော့အဖေကလှေသမားကြီးတုံးကလိုဖြစ်နှပတ်ခေါင်းပေါင်းကြီးနဲ့နှစ်နံဆက်ပစိုးတူတူနဲ့မဟုတ်တော့ပါခေါင်းပေါ်ခြာလပတ်လည်နေသောဖော်အိုးထုတ်စိမ်းကြီးကအဖေ၏တင်ကြတာဖြစ်လာသည်ရှက်အင်းကြီးဖြူလက်ကြုံးနဲ့ပလီကပ်ပစိုးအပြနှုတ်ကလေးနဲ့အဖေရှိုးတွေထုတ်တက်လာပြီကျမလူမန်းတီးရစီအရွယ်ကစားလို့အဖေအရက်တောက်တာဆက်လိတ်တောက်တာတခါမှမမြင်ဘူးခဲ့ပါအရက်ကိုကျမ4-5လောက်သမီးတွေကဖြတ်ခဲ့တာလို့အမေကပြောပါသည်ညီဖေကလှေသမားဆိုတော့အတော့စားမကင်းခဲ့ဘူးပေါ့အေးဒါပေမဲ့သူ့သမီး9လသားလောက်ကြတော့ခလေးကခိုးခိုးခက်ခက်ရဲနေတာပေါ့ခလေးရေတန်ကြပြီးငါသမီးလေးအရွယ်ရောက်လာရင်အဖေကအရက်သမားလို့အပြောခံရလိမ့်မယ်အရက်ဖြတ်မဲ့တူတူအခုကလေးကဖြတ်တာကောင်းပါလေလေဆိုပြီးတကယ်ရင်ယတိပြတ်ချလိုက်တာသမီးသေးချက်တော့9လသမီးဤရေတန်ကြားအုံများဖြင့်အရက်ပြတ်သောဖေအိမ်မျိုးကတော့အဖေတယောက်ပဲရှိမိထင်ပါသည်အဖေကပန်းနာရင်ကျက်သမားမှုဆံဝင်ကဆက်လိပ်ဖြတ်ဖို့အမြဲတိုက်တွန်းခဲ့သည်ဆက်လိပ်ကိုတော့အဖေတော်တော်နဲ့ဖြတ်မရခဲ့ပါနောက်ဆုံးကျမ်းမာရေးတော်တော်ထိခိုက်လာတော့မှကွန်စားခြင်းနဲ့အစားထိုးဖြတ်ခဲ့သည်ပကံညာဦးလေစိတ်ကဝယ်လာတော့အဖေယွန်းကွန်းအစ်နီနီကလေးသည်ကျမတို့အိမ်ဦးခန်းမှာရောက်လာသည်အဖေကွန်စားတော့တဖြည်းဖြည်းနဲ့ကျမတို့အိမ်ကလူတွေကုန်ကွန်စားတွေဖြစ်ကုန်ကြသည်ကွန်ဒီကွန်ရက်ဝယ်လို့မလောက်နိုင်ခဲ့ကြာတော့အဖေညှဉ်းညူစပြုတ်လာသည်ငါတော့ဆက်လိပ်ပြန်တော့မှနဲ့တူတယ်ကြတဲ့ဗျာကွန်ရက်ကလေးတုံးထောင်လိုက်ပါတယ်အလူအိမ်ကကွန်အစ်ကြလို့ထဲ့မလောက်ဘူးသူတို့ကွန်စားတာလွန်တယ်တို့ကတော့ကွန်ရက်ကလေးလက်မတရားနှက်ပြီးတော့မဆောင်နဲ့ခဲထားလိုက်ရင်နေရော့တနေကုန်ကျမအကိုရီမောင်တွေကကွန်ရကိုဝါးလိုက်ထွေးလိုက်အဆက်မပြတ်ဝါနေခြင်းကိုအဖေကပြောခြင်းဖြစ်သည်ကျမကိုအဖေကထမင်းစားပြီးတိုင်းကွန်းတရားစားဖို့အမြဲတိုက်တွန်းတတ်သည်ကွန်းရဝါလိုက်တော့ပါဇက်ဖန်ဆဲပြီးသားဖြစ်သွားတာပေါ့ကွန်းရကအပုတ်အဆက်အညီကုန်တတ်နိုင်တယ်ဆေးပါလေဝင်းတယ်သွားလဲခိုင်တယ်အဖေအယူဆဖြစ်ပါသည်အဖေအယူဆမှန်တာမမှန်တာကျမမပြောတတ်တော့လေအဖေသည်အသက်80အထိသွားတစ်ချောင်းမကြိုးခဲ့ကျမသွားနှုတ်စဉ်ကနှုတ်ခဲ့သည့်သွားတစ်ချောင်းကလွယ်လျင်မျက်စိမမုံခဲ့အဖေသည်ညဘက်မှာပင်တရားစာအုပ်တွေဖတ်နိုင်တော့ပဲဖြစ်သည်အသက်60ကျော်သည့်အထိစက်ဘိန်းတစ်စီးနှင့်မျိုးပတ်နိုင်တော့ AR မြစ်ကြီးတဲ့မော်တော်စီးနိုင်တော့ကျမတို့မိသားစုကိုစီမံခန့်ခွဲလုပ်ကန်ရှာဖွေကျွေးမွေးနိုင်တော့သို့တော့အသက်60ကျော်လာသည့်နှင့်အဖေ၏ပန်းနာရင်ကျက်ယောဂါကအဖေကိုဒဏ်ပေးစာပြုလိုက်လေပြီမြစ်လေတသွေးသွေးကြားမှာအဖေအစိုးအားတင်းမခံနိုင်တော့မော်တော်တစ်ခေါက်ပြန်လာတိုင်းစီးကြိုစေးစီးကူးရတာမျိုးတခါတလေအမောဖောက်လို့မော်တော်ဘော်ကနေပွေ့ချရတာမျိုးတွေဖြစ်လာသည်အဖေကိုအနားယူဖို့တိုက်တွန်းတော်လဲအဖေကလက်မခံခဲ့ပါငါသားအငယ်ကောင်10တန်းအောင်မှနားမယ်သို့တော့အဖေကျမ်းမာရေးကအဖေစိတ်ဇောတွေကိုခွင့်မပြုတော့ပါတသက်လုံးမိုးတန်လေတန်ရေတန်မတွန့်မဆုတ်ရဲရဲဝံ့ဝံ့ခံခဲ့သော AR မြစ်ကြီးရဲ့ကလေသမားကြီးသည်မော်တော်တစ်ခေါက်ပြန်အလာမှာတော့
အိပ်ရတယ်ဘုံဘုံလေးတော့လေကျမ်းမာရေးမကောင်းလို့အိမ်မှာအနားယူတော့မှအဖေကိုကျမတို့အနီးကပ်ပြုစုခွင့်ရတော့သည်နှစ်ပေါင်း60ကျော် ARV မြစ်ကြီးထဲမှာဘဝကိုကူးခတ်ခဲ့သောလှေသမားကြီးကတော့အိပ်ရတယ်လဲနေတာတော့ငယ်ကအကြောင်းတွေစမြုပ်ပြန်ရင် ARV မြစ်ကြီးကိုလွမ်းဆော့နေပုံရပါသည်ဟိုတုန်းကလှေတွေကအလုတ်ဖြစ်တော့အောက်ပြည်အောက်ရဆိုလဲဘိုးကလေးကြိုက်လိုက်ထိအထက်ဆိုလဲဗမော်ကတာအထက်စင်ဖို့မြစ်ကျင်အထိကုံရောင်းကုံဝယ်လောက်ခဲ့ရတာပြင်းပေါင်ဗျာຫນွေငင်းကကိုမြသိန်းတို့စင်းဦးဖောင်နေဆွဲရုံးကလည်းပျော်လိုက်တယ်ဖြစ်ချင်းမြစ်ရိုးတန်းအဖေမသိရရွာမရှိဘူးဘယ်မြို့ဘယ်စိတ်ကန်းကစထွက်လို့ဘယ်နှစ်ကျိုးဆွဲရင်ဘယ်စိတ်ကန်းကိုရောက်တဲ့ဟဲ့လို့အဖေတွက်လို့ရတယ်ဒီတုန်းကတန်တော့မြန်တော့ကိုအဖေကမြင့်ငါဆိုချိုလုံးလို့တိတ်ကြိုက်တာတခါကတငါလေကလေးမော်တော်ဘီလာကတာလှေဝမ်းနှမ်းမယ်ငပတ်ကြီးနှစ်ပိတ်တာခွဲသုံးပိတ်တာလောက်ရှိမယ်ထင်ပါရဲ့စားကျင်လိုက်တာမပြောပါနဲ့တော့အဖေကဝယ်တော့သူကမရောဘူးအိမ်စားဖို့တဲ့ကြံတဲ့ငါတော့ကြိုက်တာယူပေါ့လေအဖေကနေစမ်းဟဲ့တယ်ဆိုပြီးခမည်းနဲ့ဟော်ဒီငပတ်ကိုငြုတ်သီးဆက်ဆက်နဲ့နန်းလုံးကြံရွက်ကလေးခတ်အုပ်လိုက်ရရင်စားကောင်းလိုက်မယ်ဖြစ်ချင်းလို့ပြောလိုက်တယ်အဲ့ဒီကိုတငါကကုန်းပေါ်တက်ပြီးနန်းလုံးကြံရွက်တွေတွားခုလာလေရဲ့ငါဟင်းကိုနန်းလုံးကြံရွက်အုပ်ချက်တော့ခန့်အံသွားတော့တာပေါ့အဲ့ဒါအဖေတို့မှပြုံးလို့ရဲလို့မဆုံးခဲ့ဘူးလှေသမားမော်တော်သမားတွေဆိုတာကလည်းအကြည်စားကခက်တန်တန်တွေရဲ့အဖေတို့တွေမြစ်ကြီးထဲမှာအချိန်ကုန်ရတဲ့လူတွေဆိုတော့ကုန်းပေါ်မှာတော့လူအတွေပေါ့လေဒါနဲ့လေအောင်ဆိုပြီးရန်ကုန်စိတ်ကန်းရောက်တော့တယောက်တရာစုထည့်ပြီးကရဝိတ်ခေါ်တဲ့တက်စားကြတာခွေရောက်တော့အင်္ဂလိပ်လိုရေးထားတဲ့ကပ်ပြားကြီးထိုးပေးရောအဖေတို့ထဲမှာဘယ်သူမှလည်းအင်္ဂလိပ်စာမတတ်ဘူးလူအလိုလည်းအထင်မခံခြင်းဘူးအဲ့နဲ့အဖေလည်းလူလေလုတ်ပြီးတော့အပေါ်ကငါးမျိုးမှင်းနဲ့ချစ်ပြလိုက်တော့လာချတော့ထမင်းကြီးငါးမျိုးဖြစ်နေရလေအဖေဒီသူ့နားလာထိုင်ရင်မမောနိုင်မပန်းနိုင်ပြောပြနေတတ်သည်ကျမမှာတော့သမီးမိန်းကလေးတယောက်တည်းမို့အဖေနဲ့အနီးကပ်ဆုံးနေရသူအဖေစကားတွေအများဆုံးနားထောင်ရသည်ဖြစ်သည်အဖေမှာလှေကစီးတွေကရေဒီယိုလေးတစ်လုံးဝယ်ထားတာရှိသည်လက်ဦးပေါ် National အမျိုးအစားစပွဲတင်ရေဒီယိုလေးဖြစ်သည်အဖေကဒီပစ္စည်းလေးကိုတော့အတော်မျက်နှာရှာသည်လှိတ်ထိုးရဲ့တခြင်းနားထောင်သည်တည်င်းလိုင်းပေါင်းစုံနားထောင်သည်ညတိုင်နဲ့အဖေကအိပ်ပျော်ခြင်းပျော်နေမီရေဒီယိုလေးကတော့တည်င်းတွေလွှဲ့နေစေကဘာပေါ်မှာဘာဖြစ်နေလဲအဖေအကုန်သိသည်စိတ်လဲဝင်စားသည်ဖောက်ကလန်ကျွန်းကိစ္စအီရတ်အီရန်ပင်လယ်ကွေ့စစ်ပွဲဖိလစ်ပိုင်အမျိုးသမီးသမ္မတကိုရာဇန်အာကွီနိုအကြောင်းမစ္စစ်အိန္ဒိယကန်ဒီလောက်ကြံခံရမှုမာဂရက်သက်ချာ၏ဒေါင်းနင်းလန်းကအိမ်တော်အကြောင်းအမေရိကန်သမ္မတရွေးကောက်ပွဲဟေတီနိုင်ငံသတင်းစိုးမြို့တော်ကအိုလံပစ်အားကစားပွဲတော်အကြောင်းစသည့်ကမ္ဘာရေးသတင်းများကိုအဖေစိတ်ဝင်စားရှိနေတတ်တာကိုကျမအံ့ဩခဲ့ရသည်မြစ်ကြီးထဲမှာအချိန်ကုန်ခဲ့ရသောကိုလူအကြီးဟုခံယူနှိမ့်ချခဲ့သောလှေသမားကြီးတယောက်နှင့်မတူဘဲနိုင်ငံတကာသတင်းစာတယောက်နှင့်တူနေတော့၏ကျမကိုကမ္ဘာမြေပုံတစ်ချက်ဝယ်ခိုင်းပြီးသူ့အိယာဘေးနရံမှာကတ်ထားခဲ့သည်သတင်းနားထောင်လိုက်မြေပုံထကြည့်လိုက်ကျမကိုမေးလိုက်ပြောလိုက်နှင့်အဖေကြောင့်ကျမဒီလိုကမ္ဘာသတင်းတွေစိတ်ဝင်စားတတ်ခဲ့ခြင်းဖြစ်သည်တခါကြံတော့လေအဖေသည်သားများ၏အပေါင်းအသင်းများနှင့်အဖွဲ့ကြခြင်းကြနေပြတ်ပြန်သည်အထူးသဖြင့်လှေသမားမော်တော်သမားများအိပ်ရတဲ့လဲနေသောသူကိုသူတို့လှေကိစ္စမော်တော်ကိစ္စတွေလာတိုင်မတတ်ကြ၏ဘာကြီးညိုကျွန်တော်တို့ညောင်ဦးကဆုံးတော့မနက်စောစောကြီးဗျ4 နာရီလောက်စထွက်တော့ရောင်းနေတော့မတန်းသေးဘူးလမ်းရွာရောက်တော့တနာရီခွဲပဲရှိသေးတယ်ဒါနဲ့ဆက်လီရောက်တော့မှာပဲဆိုပြီးမနာပဲဆက်ဆုံးကြတာဟာဆက်လီရောက်တော့မှောင်းနေပြီနောက်ဆုံးဖောင်ကန့်ကတော့မြင်တော့မမြင်ရဘူးဗျာဟာမင်းတို့မှတ်ထားလမ်းရွာနဲ့ဆက်လီရ6မြို့ကန်တလျှောက်အောင်လံမြို့ထိပ်ကနေမြို့အမိထိနှောက်ပြီးဒနုပြူကန်တလျှောက်ဆိုတာရေအီအီကြီးတွေကွာမစီးဘူးအဲ့ဒီနေရာရောက်ရင်နိုင်ကြီးချိန်တာခတ်တယ်ကွာပုံမှန်သွားတော့မဟုတ်တော့ဘူး
တနာကြီးကြော်လို့မှအဲ့ဒီမျိုးတွေမရောက်ရင်ရှေ့ဆွတ်မသွားနဲ့တော့ရောက်တဲ့နေရာစခန်းတက်ပြီးတော့အေးဆက်သွားလို့ကတော့မိုးချုံမှာပဲကွာဒီလန်းဒီခင်းနဲ့ဒီအလုပ်ကိုနှစ်ပေါင်းများစွာဖြတ်တန်းခဲ့သောအဖေအတွေ့အကြုံကြီးမားမှုကြောင့်မော်တော်သားတွေနဲ့လွှဲထားသည်ဆိုတော့လေအဲ့ရထဲမှာစီမံခန့်ခွဲနေစေဖြစ်၏မော်တော်တစ်ခေါက်ပြန်လာတိုင်းအဖေကသားတွေကိုလုပ်ငန်းခွင်အတွေ့အကြုံစစ်ဆေးမေးမြန်းတတ်သည်အဖေကိုလိန်လို့ညာလို့မရတခါသားအဖတွေစင်းရင်ရှင်းကြပုံကရေစရာပျော်စရာကောင်းနေကြသည်အကိုကြီးကစက်ပစ္စည်းစင်းနေတွင်ရန်ကိုစင်းရင်ထဲတော့အဖေကမေးသည်နေစမ်းမောင်ကွာငါမော်တော်ဆိုင်ထဲကိုဒီရန်ဆိုတာကြီးကခဏထည့်နေရမဟုတ်သေးပါဘူး original ရအောင်ရှာကြစမ်းပါရန်ဆိုတာကိုအရက်ဟုအဖေမသိ၍အကိုကြီးကငွေနှစ်စင်းရင်မကိုက်အောင်လှုပ်ထားခြင်းဖြစ်သည်အဖေကွယ်ရမှာကျမတို့ရေမိကြသည်အဖေကစင်းရဲစစ်လျင်သူ့ထုံးစံအတိုင်းစိတ်ဆက်ရှိလာသည်မင်းတို့ဟာကမြင်းမှုတုံကကွန်းအစိတ်သားဝယ်တာ6ချီစားရတယ်6ကနေရေနံချောင်းကြတော့2ရက်တောင်မဆုံးရသေးဘူးအစိတ်သားထပ်ဝဲရတာကွာဆိုတာမျိုးမကွေးမှာဝက်သား90သားဆိုပြီးဒီအောက်နာကြ58ကျက်သားဆိုတော့မင်းတို့တွေတရက်ထဲနဲ့ဟင်းနှမျိုးစားခဲ့ကြတဲ့သဘောလားဟော985ကျက်သားဆိုတော့မင်းတို့တရက်ထဲနဲ့ဟင်းနှမျိုးစားကြရဆိုတဲ့သဘောလားဆိုတာမျိုးတွေအထိစစ်တော့အကိုကြီးကစိတ်ညစ်လာပုံရသည်အဖေနဲ့ဆင်းရဲရှင်းရမှာကျွန်တော်တို့ကြားမိတာဆွဲလိုက်ခြင်းလေဗျာအဖေကိုပြောတော့အဖေကသူ့လေစည်းတုံးကစရင်စင်းအိုရောင်းဝယ်လို့တော့ကစရင်မော်တော်စင်းရဲ့စာအုပ်တွေအထက်လိုက်ကြီးချပြီးရှင်းပြတော့သည်မင်းတို့ကဒါလေးတင်လောက်ရတာအဖေတို့တော့ကဒီမှာကြည့်အဖေသည်တမှုတမဲခေတ်ကနေ1000ခေတ်ထိသူပြုစုလာခဲ့သောစင်းရင်တွေကိုပြပြီးတင်တော့သည်ဟုတ်ဒီမှာစင်းအိုစင်းကွက်တွေရောင်းတော့ကစင်းရင်အိုးပုတ်ကျိုးကအစရောင်ဝင်အိုး150ဝင်အိုးတွေထိတက်မဲ့ချင်းမှတ်တာဈေးနှုန်းအရေးအတွက်အလုသမားကလှဲကတွေ့လားသားတွေကစိတ်မမတပါဖြင့်ဝိုင်းအောင်ကြည့်ကြရတော့၏50ဆိုတာဘာလဲဖေကျမကစလုံးထူးထူးဆန်းဆန်းမှုမေးလိုက်တော့အဖေကပြောသည်အဲ့ဒါပိတ်တန်50ဝင်တဲ့ဆင်းဦးကိုပြောတာပေါ့50မှာဝါတလုံးခိုးပြီးတော့အပေါ်တင်ပြီးတော့ငါတက်ပြီးတော့ဝင်လိုက်တာလေကျမတို့ရှေးဗမာတွေရဲ့လက်ရည်အတူအဖေသည်ရွာဦးကျောင်းဆရာတော်ကြီးကျောင်းကဆင်းလာတော့ဘုန်းကြီးကျောင်းသားပဲမဲ့စရင်အင်းကိုတီလို့မှတ်ရမယ်ဆိုတာဘလို့သိနေပါလဲလို့ကျမစဉ်းစားမိပါသည်လုပ်ငန်းပေါ်မှာမဟုတ်အဖေဖះဂောဘကဥက္ကဋ္ဌလုပ်တော့ကလည်းဒီလိုပဲစရင်မှတ်ခဲ့ရပါပဲအဖေဖះစာစရင်ကိုစစ်သည့်ဘာကြီးလိုက်ကိုယ်တိုင်ပင်စရင်မစစ်တတ်နိုင်ခဲ့ပါဘိုးညိုစရင်ကိုငါမစစ်တတ်ဘူးငါတို့ကရှမ်းရှိချီရမှာနားလေတာဘိုးညိုကဘန်ကင်ထားတာဒီစကားကိုအဖေပြန်ကြတော့ပြုံကြီးဂုံလုတ်နေပါတော့သည်အဖေမော်တော်မလိုက်တော့တာကျမ်းမာရေးကြောင့်ကြီးလည်းမဟုတ်ပါကျမတို့ကန္နာရောက်ကကလေးချင်းရှေးတမစင်ကလေးကတီထားကိုးကွယ်ခဲ့သောဖျားစေလေးရှိသည်ဇေဒီကလေးကမျက်စိကန္နာဖူးတွင်တည်ရှိသည်အေယာမရီမြစ်ကြီးထဲမှာလှမ်းမြော်ကြည့်လိုက်လျင်ဇေဒီကလေးကိုဖွေးလှုပ်ဖူးမြော်ကြည့်ယူနိုင်သည်ခေါင်းဝန်စိတ်အောက်ဖက်ရှိဒီနေရာလေးကိုဖျားလေးစိတ်ဟုခေါ်ကြသည်မြည်ရည်တိုးချိန်ဆိုလျင်ဖျားဥဒတိုင်းကိုရေမြုပ်တတ်သည်တခါတရံမြည်ရည်တအားကြီးချိန်များမှာတော့ဇေဒီလေးဖနတ်တော်ထိရေရောက်တတ်ပါသည်မြစ်စိတ်ကမ်းမမှာတော့တီထားသည့်ဖျားစီမှုရေတိုက်စားကမ်းမပြိုတိုင်းဖျားဥဒတိုင်းတွေပဲ့ကြကနှစ်စင်လို့ပြင်ညဆင်ကြရသည်ဥဒတိုင်းတစ်မျိုးလုံးပြိုကျပျက်စီးသွားတော့ရက်ကွက်ကအစည်းအဝေးခေါ်ကအဖေကိုယုံကြည်လေးစားစွာဖြင့်ဖျားဂောဘကဥက္ကဋ္ဌတောင်းပေးကြတော့သည်ကုသိုလ်ယူတင်သောကြောင့်မော်တော်မလိုက်တော့တာလည်းဖြစ်ပါ၏မြေရိုးတန်းကိုအနှံ့ရောက်ခဲ့ဘူးသောဖေသည်ဖះခြေတော်ရဲမှာကြောက်ထုတ်တတိုင်းပိုးရိုက်ဖို့သူကိုယ်တိုင်ပဲစိတ်ကူးဒီဇိုင်းရေးဆွဲပေးခဲ့သည်အေယာရီမြစ်ထဲခြေဆင်းပြီးတည်ထားတဲ့ဖះတွေအများကြီးဖူးခဲ့ဘူးတယ်အညာတီဟတော်ဖះမကွေးမြတ်တော်ဖះပကံဘူးဖះကျုပ်ကတော့ပကံဘူးဖះတည်ထားတာကိုအကြိုက်ဆုံးပဲဗျကြောက်ကိုတဲမဟုတ်ပဲ
စောင့်ရိုက်ချတော့ရေစားတက်တာတယ်ဘူးပြားတည်ထားခဲ့တဲ့နှစ်သက်တမ်းနေရောလာဗျာအင်ဂျင်နီယာလက်ထက်ကိုသူ့ဆွဲထားသောပုံညံကလေးကိုထည့်ရင်အဖေကပြောသည်အင်ဂျင်နီယာကချီးကျူးတော့အဖေသည်ခလေးတယောက်လိုပြောနေသည်အဖေစာအုပ်မှန်ပြီးတွင်အဖေဆွဲခဲ့သည့်ဖះကြောက်တိုင်းပုံညံလေးအခုထိကတ်ထားစေဖြစ်သည်ဖះပြင်တော့ကအဖေသည်တောင်ဝေးချောင်းနှင့်တောင်ဝေးတစ်ချောင်းအကူနှင့်ကြောက်ကားကြီးစီးပြီးတော့မန္တလေးအရှိထုံးမွေရွာကိုအခါခါသွားသည်နိုင်စီအနည်းရှိကုံသွယ်ရေးကိုကိုယ်တိုင်ပစ္စည်းသွားလျှောက်သည်ဖះပြင်သည့်မြက်စိတ်ကန္နဖူးလေတခုကြားတွင်ပယံတွေနှင့်အတူသွားနေသည်လူငယ်တွေရံငွေရှာသည့်ပွဲလန်းတပင်တွေကိုလည်းနေညမရွေလိုက်သွားကြသည်ကျမကအဖေကျမ်းမာရေးကိုစိတ်ပူပြီးတတိပြီးတော့အဖေကကျမကိုပြန်သားချနေသည်အဖေတသက်လုံးလောကီအလုပ်တွေထမ်းပို့လာရတာတော့မပင်ပန်းပါဘူးကွယ်အဖေကံပါလို့ဖះပြင်ရတာအဖေဝမ်းသာနေရပါသမီးရဲ့ဖះကို8နှစ်တိုင်အဖေကြိုးစားပန်းစားပြင်ဆင်ခဲ့ရသည်အဖေပြင်ဆင်ပြီးနောက်ဖះတတိုင်းကြီးလည်းမပြိုတော့ပါအခုဆိုရင်နှစ်ပေါင်း20တောင်ကျော်ပြီးရော့မည်အလုတ်နားပြီဆိုတော့လေအိမ်မှာအကြက်တဲဖြစ်တိုင်းအိယာဘောကအဖေတောင်းလိုပဲဖြစ်နေခဲ့သည်အဖေအကြံဉာဏ်အဖေအစီအမံဖြင့်ငွေရှာပြီးအခက်အခဲကိုဖြေရှင်းနေရဆဲဖြစ်သည်တခါတလေတော့လေအဖေကညှိရှာပါသည်ငွေတို့များတိတ်ကြောက်စရာကောင်းတာအဖေဘဝတန်းတစ်လျှောက်လုံးသူတစ်ပါးကိုတဝက်လှုပ်ကြွေးခဲ့ရတာပဲသူများငွေယူထားမိရင်ဆက်ရတာများမကြေတော့ဘူးထင်ရရဲ့မင်းတို့ကိုအဖေမှားခဲ့ခြင်းနဲ့မင်းတို့များပတ်စံရှိလို့ကတော့သူတစ်ပါးကိုငွေတို့ပေးမစားကြနဲ့ငွေတို့ယူပါတယ်ဆိုတဲ့ကမရှိလို့ယူကြရတာဒီကြားတဲ့အတိုးအညွန့်ကဆက်ရသေးအေးမင်းတို့ကလည်းငွေတို့ယူရတဲ့ဘဝကလောက်အောင်ယုံကြအသက်ကလေးရလာတော့သူတစ်ပါးကျွေးမိအတင်မခံကျင်တော့ဘူးထင်ပါရဲ့ဟိုတုန်းကသူ့ကိုငွေတို့ထုတ်ပေးခဲ့တာကိုပဲဂုံတက်ခဲ့တော့အဖေသည်အခုတော့သူမစွမ်းဆောင်နိုင်တော့သူမစွမ်းဆောင်နိုင်သည့်အရွယ်ရောက်ပြီလို့သဘောပိုက်ခဲ့လေပြီလားမသိကျမကတော့အဖေနဲ့လက်ပွန်းတည်းနေရတော့သမီးမို့အဖေစီကစကားတွေအများကြီးကြားခဲ့ရသည်ဟိုတုန်းကငါများအိုရင်နာရင်အသက်ကြီးရှည်ပြီးသားသမီးတွေကိုဒုက္ခမပေးချင်ဘူးခောက်ခနဲ့တေသွားချင်တယ်လို့အောက်မေ့မိတာခုတော့လူဘဝရဲ့တန်ဖိုးကိုအဖေသိပြီတရက်ပိုအသက်ရှင်ရင်တရက်ပိုသိတယ်နေ့စဉ်တွေ့မြင်နေကြပေမဲ့တတိတရားရှိခြင်းမရှိတာဟောဒီထင်တော်ကြီးကိုကြည့်စောင်းနှင်းမှုအဖေအိယာဘေးမှာဖိုးပေးထားသောမီးလင်းဖိုကြီးကရဲရဲတောက်လို့နေသည်အစကတော့သူကထင်တော်ကြီးပဲတဖြည်းဖြည်းနဲ့မီးဆွဲလောင်သွားတော့မိကြည်ခဲကြီးဖြစ်သွားတယ်နောက်တော့ရုပ်ဝတ္ထုကြီးတစ်ခုလုံးပျောက်သွားပြီးပြမှုန့်ဖြစ်သွားတယ်အခိုးအငွေ့ဖြစ်သွားတယ်နောက်တော့ဘာမှမဟုတ်တော့ဘူးအဲ့ဒါကိုပဲဇာတိဇရာဗျာတိမရဏလို့မှတ်ယူလို့ရတယ်လူဘဝဆိုတာရခဲ့တာလဲမှန်တယ်ပျောက်လေပြက်လေဆိုတာလဲမှန်တာပဲဖះဝေယဝိဆာကိုရှင်းနှစ်ကျော်လှုပ်ဆောင်ပြီးသည့်နောက်တွင်အဖေဆက်မလုပ်နိုင်တော့ပါကျမတို့အင်္ဂလိပ်ဘော်ကသူ့ကရင်ပေါ်မှာပဲထိုင်လိုက်လှည့်လိုက်ဖြင့်တရားအားထုတ်နေတော့သည်ခါတိုင်းလိုလဲစကားသိမ့်မပြောတော့အဖေစကားသိမ့်မပြောတော့ကျမတို့စိတ်မကောင်းဖြစ်ရပါ၏တခါကျမတို့မောင်နှမတွေကအဖေကိုကလေးတယောက်စတယ်လို့စားကြနောက်ကြလောက်ကြ၏သေတယ်ဆိုတာဂလိထူတာမဟုတ်ဘူးကွာခါတိုင်းလိုအရွှမ်းပြန်မဖောက်ပဲစိတ်တော်နဲ့အဖေအော်တော့ကျမမှဝမ်းနဲ့မိသည်ဝေဒနာကိုအဖေကြိတ်ခံစားနေရတာများလားအိယာထဲမှာအနေများလာတော့အဖေတင်မမှာအကြိတ်ကြီးဖြစ်လာသည်အကြိတ်ကြီးကမာခဲရောင်ကိုင်းပြီးအနာကြီးဖြစ်လာသည်အနာကြီးကမုတ်ပြတလက်ပေါက်တွေလိုစကားပေါက်တွေဖြစ်လာသည်ပြည်အမြင့်ဆန်ကြီးတွေစံစိတ်တွေလိုဇာကနာနဲ့ဆွဲနှုတ်ရသည့်အထိအဖေအနာဖန်ဆေးပင်ရင်ကျမမျက်ရည်ကျမိသည်အဖေမှအရင်ဘဝကဒါနမျိုးစိမအောင်ခဲ့လို့ဒီဘဝမှာလဲဆင်းနှောင်ဆင်းရဲလှုပ်ရှားခဲ့ရတယ်။တိလကောင်လို့အသက်တော်ရှိပါရဲ့။အနာမျိုး96ပါးကမကင်းပြန်ဘူး။လောကမှာဘာပဲလုပ်စိတ်ရင်းစေတနာကောင်းတဲ့လုံးကွယ်သမီးရဲ့စိတ်ဆိုးစိတ်ညစ်နေမဆုံးညစ်စေနဲ့
အနာကြီးပျောက်ကင်းသွားပြန်တော့အဖေမှာစီမသွားနိုင်သည့်ဝေဒနာခံစားရပြန်၏ဆရာဝန်ကဆေးရုံတက်ဖို့တိုက်တွန်းတော့အဖေကညင်းပါသည်အဖေဆေးရုံမတက်ချင်ဘူးဆေးရုံရောက်သွားရင်ယောဂအမေတွေများလုံးလို့အင်္ဂလိပ်ဆေးတမ်းနဲ့အဖေမခံနိုင်ပါဘူးကွယ်ပြီးတော့အဖေဆေးရုံမှာမသေးချင်ဘူးအဖေစကားကိုကြားတော့ကျမမျက်ရည်မစင်နိုင်ခဲ့ပါအဖေသည်သူ့ကိုယ်သူတေခြင်းတရားနဲ့ရင်ဆိုင်ရဖို့နှီးပြီလို့တွက်ဆပုံရ၏အဖေကိုပြောမြသည်အစိုးဆရာဝန်ကအိမ်မာတွင်ကုသပေးခဲ့သည်အဖေကြောင့်သည့်စီးပိုက်ကြီးတန်လှမ်းနှင့်တလားလောက်နေလိုက်ရရှာသည်တီတုံးကအဖေဘလောက်များအခမ်းရခက်ရှာလိမ့်မလဲထမင်းနှင့်ဟင်းကိုတောင်မင်းရရှက်ရမစားတော့လို့ကျမတို့ကအစားစားဖို့တိုက်တွန်းနှိပ်တိုက်တွန်းသည်အဖေမစားနိုင်လို့ပါကွယ်အစားဆိုတာခန္ဓာကိုယ်ရဲ့သွင်းဖို့လွယ်ပါတယ်ပြန်ထုတ်ဖို့သာခက်တာပြန်မထုတ်နိုင်လို့ခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ဝေဒနာကပိုဆိုးတယ်ကွယ်ထမင်းမစားတော့လဲကြက်ဥပူတင်ကလေးကိုတော့အဖေကဒင်းတွေ့ဟန်တူပါသည်အဖေကဒင်းလိုက်တော့ကြက်ဥပူတင်ကလေးကိုတော့ကျမတို့ကဂရစ်ဆိုင်ဝယ်ပေးပါသည်အဖေကိုလူမမာလာမေးသောလှေတကြီးဦးရည်ကျော်ကအဖေကိုကုသိုလ်လုပ်ခြင်း၍ပူတင်စင်တော့မေးပါသည်မမာသည့်ကြားကအဖေဖြေလိုက်ပုံကြောင့်ကျမတို့ရေကြရသည်ကျုပ်သားတွေကတက်ရောက်သွားရင်ဒဇီးဖြစ်နေတာ100ဖြစ်လိုက်150ဖြစ်လိုက်နဲ့ပူတင်ဈေးကွက်ကမငြိမ်သေးပါဘူးဗျာမူရင်းဈေးတက်ပို့ပြောပြီးသားတွေအိတ်ထောင်နဲ့ရောက်သွားတတ်တာကိုအဖေကဆိုချင်တာပဲဖြစ်သည်ဒီတုန်းကငွေ100ဆိုရင်ခောက်ဆွဲကြော်တပွဲစားလို့ရည်ဥယေကျော်ကကျမနဲ့တွေ့တိုင်းဒီအကြောင်းကိုပြောမဆုံးဖြစ်နေတော့မယ်တရက်တွင်အဖေကကျမကိုခေါ်ပြီးသူ့စာအုပ်ဗီဒီယိုလေးကိုအဖွင့်ခိုင်းသည်ကျမတို့အလှူတုံးကဖိတ်စာကလေးကိုရှာခိုင်းခြင်းဖြစ်၏အလှူဖိတ်စာကလေးကနှစ်ပေါင်း30နီးပါးရှိနေပြီဝါကျင်းကျင်းဆာရကလေးပေါ်တွင်ခရမ်းပြာရောစလုံးလေးများဖြင့်ရိုက်နှိပ်ထားသောအလှူဖိတ်စာလေးကိုအဖေတဒန်တကတောင်းပြီးဖတ်တာကျမနားမလည်ဖြစ်ခဲ့ရသည်အဖေတို့လှူတော့မယ်ဆိုတော့လက်ထက်တပြားမှရှိကြမဟုတ်ဘူးလှေတစ်ခေါက်ပြန်လာတိုင်းအလှူအတွက်ရည်ပြီးရွာမှာစံတအိတ်စီတဘုံငါ6တပြားဆိုသလိုနှစ်နဲ့ကြည့်ပြီးစုသွားတာပရိတ်ခရ10ပါးကစငပြောပွဲအုံပွဲကလေးကအစပြည့်စုံပြီဆိုမှအလှူရက်တတ်မှတ်ပြီးလှူတာအလှူပြီးတော့မှအလှူကူငွေကလေးနဲ့အငိမ့်ဘူးဆိုင်းဘူးမန်းတက်ဘူးချီရတယ်ရွာပြန်လှူတာဆိုတော့ရွာထုံးစံ9ရက်9လီထမေးချောင်းစီပါပဲဗျာအလှူပြီးတဲ့နောက်ငါ6တုတ်တီပို့လို့ဝေးရသည်အဖေတသက်မှာအကျွေးမတင်ဘူးလားဆိုလို့အလှူကြီးတစ်ခုပဲရှိရဲ့အလှူဖိတ်စာရွက်လေးကိုကန်ပြီးမျက်ရည်တွေဝေတည်နေသောအဖေမျက်ဝန်းရိပ်ကစကားတွေကိုကျမခံစားလို့ရနေသည်ကျမလူချမ်းတိတဲ့စာကတိရကလေးကအိမ်နောက်တောင်ဝင်တွေကိုအကျွေးနဲ့နှပန်းလုံးကထွန်းရခဲ့ရသောအဖေပုံရိပ်ဟောင်းကိုကျမမှတ်မိနေသေးသည်ပဲအဖေမျက်နှာပေါ်တွင်ကို့ကျွေးနေစာကလေးကိုသူများအညွန့်အခုမခံရပဲငါလူနိုင်ခဲ့လေခြင်းလို့ပြောနေတဲ့အောင်ကျမထင်မိပါ၏အဖေမဆုံးခင်9ရက်လောက်ကကိုရီဖိုးရောင်လာသည်ခါတိုင်းခွန့်ဝင်နေတော့အဖေပါပြန်နှစ်ဖက်တောင်မို့တင်လို့အဖေကဖောင်းရင်နေတော့သူ့ချင်မုံလေးကိုလက်ညှိုးနဲ့ဖိကြည့်သည်အသားကိုဒီလိုဖိလိုက်ရင်ချက်ချင်းတုတ်ပြန်ပြီးပြန်ကြွလာတတ်တယ်အခုအဖေချေဖုံကိုစမ်းကြည့်စမ်းဖိလိုက်တဲ့နေရာကခွက်ဝင်သွားတော့တာပဲဆေးတွေလိမ့်နေတာပဲအဖေရဲ့တရက်2ရက်လောက်နေရင်တော့အယောင်ရော့သွားမှာပါကြည့်နေကျမကအားပေးစကားပြောတော့အဖေသည်အဝေးတက်နေရကိုပဲတွေ့ငင်းကြည့်နေသည်တေးရမှာကိုအဖေမကြောက်တော့ပါဘူးသမီးရဲ့ဘဝတာကြီးကလည်းရှည်လာပါပြီအဖေတရားနဲ့ဆင်ကျင်နိုင်ပါတယ်ဒါပေမဲ့တေးတခိတ်ကြံသေးတယ်ကွနောက်ပိုင်းရက်များတွင်အဖေသည်ဝေဒနာချားကနေရောညပါတရားအားထုတ်နေတော်သည်ခါတိုင်းခိုင်းနေကြကျမကိုတော့လှမ်းမခေါ်တော့အနားလာပြုစုလျင်လဲအဖေတက်တာပါတယ်ကွယ်လို့ပဲပြောပြီးကျမကိုနှင်းလို့တက်သည်ဒီဘဝအတွက်တန်ရောစင်တွေကိုအဖေဖြန့်နေပြီလားအဖေဆုံးပြီညာကကျမတို့ရက်ွက်မြစ်စိတ်ကံမထိန်မှာဇက်ပွဲရှိ
မြစ်ကျင်ကိုဖျက်တိုက်လာသောစိုင်းတန်ပုံတန်တွေကိုတည်ဆောင်လာ၏နောက်တစ်ပတ်ဆိုရင်အဖေအသက်80ပြည့်မွေးနေ့ကိုရောက်တော့မည်ထိုညကအဖေကိုစေးတိုက်ဖို့လုပ်တော့ဆေးတွေကများနေလို့ကျမလက်ညှော့နေမိသည်အဖေဆေးတွေကများတယ်အဖေမခံနိုင်ခွဲတောက်ပါလားတမားပေးတဲ့ဆေးပဲကွယ်အဖေတောက်ပါမယ်အဖေကသူ့လက်ဖွားဖောင်ဖောင်ကလေးဖြင့်ဆေးတွေကိုဖြန့်ခိုင်းရင်ဖြည်းဖြည်းကလေးပြောသည်ဒါဟာအဖေရဲ့နောက်ဆုံးစကားပါပဲတမားဆိုရင်ယုံကြည်ရမည်ဟုအဖေယူဆပုံရ၏နောက်ဆုံးအချိန်ထိအဖေဆေးတောက်မပြတ်ခဲ့ည9 နာရီလောက်ဆေးတောက်ပြီးငြိမ်သက်သွားလိုက်တာခါတိုင်းလိုချောင်းတောင်တစ်ခုမဆိုးခဲ့ကျမစာဖတ်ရင်အဖေကိုစောင့်ကြည့်ရင်အဲ့ဆေးကြောင့်အဖေ H နေရှာတာပဲလို့ထင်မိသည်ည10 နာရီကျော်တော့ကျမအဖေနာသွားပြီးလက်ကလေးဆန်းကြည့်လိုက်သည်အဖေနာသည်ဘဝမှာနှိုင်ကလေးနှစ်သွဲကဝင်လိုက်ထွက်လိုက်နဲ့အဖေခဲရခဲစစ်အသက်ရှူနေရလားအဖေလုံးနေကြထွက်လေဝင်လေမှတ်နေရလားကျမမခွဲခြားတတ်ပေမဲ့အဖေငြိမ်သက်နေပုံကိုကျမနားမလည်နိုင်ခဲ့ပါအမေကိုတွားနှုတ်ပြီးကျမဖွေးပိုက်လိုက်တော့အဖေခန္ဓာကိုယ်ကပျော့ပျော့ကလေးပါလာတယ်အသက်ရှူနေစေနှိုင်လေးနှစ်သွဲကဝင်လိုက်ထွက်လိုက်ရှိနေစေအဖေကျမတို့ဝိုင်းခေါ်ကြတော့လေအဖေကဘာတုတ်ပြန်မှုမှမပေးပါနှိုင်လေးနှစ်သွဲကဝင်လိုက်ထွက်လိုက်ရှိနေစေအဖေအာယုန်တွေကတီနှာသီးပြားမှာပဲရှိနေတာသိချပါတယ်ခဏနေတော့ကျမလက်ပေါ်မှာပဲအဖေငြိမ်သက်သွားတော့၏အဖေနာသေးဘကနှာရည်လေးတွေစီးကြနေသည်အဖေအသက်မရှိတော့ပါညီတို့အဖေမရှိရှာတော့ပါဘူးအေးအမေအတန်ဘလုံးမထွေးကိုကြားပေမဲ့ကျမမယုံနိုင်ဘူးကျမရှိမှလူသားကြောင်သေဆုံးတာမျိုးတခါမှမတွေ့ကြုံခဲ့ဘူးလေတော့ကျမလက်ပေါ်မှာအဖေဆုံးသွားတယ်ဆိုတာကျမဘလို့မှမယုံကြည်နိုင်ခဲ့ပါဘူးအသက်မဲနေဖြစ်သောအဖေကိုကျမတစ်ချိန်လုံးပွေ့ဖက်ထားမိရဲ့မနက်3 နာရီလောက်မှာတော့အဖေခန္ဓာကိုယ်သည်တကယ်ပဲအေးဆက်တောင်းတင်းလို့သွားခဲ့ပြီအဖေပြောခဲ့သောသေတကိတ်ဆိုတာကိုအတိတရားနဲ့အဖေကြော်ဖြတ်သွားနိုင်ခဲ့ပြီကောအဖေဆုံးပြီးရက်မလဲခင်မှာပဲအဖေတက်ဆေးဘိုးဝါကပေးရန်ကြံွယ်ကိုကျမတတိတရသွားဆက်လိုက်ပါသည်ဆရာဝန်ကအဖေကိုတန်ရောစင်ဖြစ်နေတော့မယူပြရစေနဲ့ညင်တာကိုကျမလက်မခံပါယူပါဆရာမနှက်ဖန်ဆိုအဖေရက်လေအတွက်ရက်လေစွန်ကြည့်ကြမှာအဖေကောင်းရသူကလေးလာပါစေလို့ဆုတောင်းမင်းကျမတို့တွေအဖေရဲ့ဝိညာဉ်ကိုလွတ်ရလွတ်ချောင်းခွင့်ပြုကြရတော့မယ်အဖေဖို့နောက်ဘဝအတွက်ဘာတစ်ခုမှတန်တရားကျွေးပါမသွားစေခြင်းအဖေတစ်တလုံးတန်တရားကျွေးတွေဆက်ခဲ့ပြီးပါပြီဆရာကျမစကားတွေကိုဆရာမင်းကတော့နားလည်နိုင်မယ်မထင်ပါအဖေစီဖို့အကျွေးတက်ကျမမြေအိုးစုဘူးလေးကိုခွဲပြီးဆက်လိုက်ပါသည်အဖေကိုကျမလှုပ်ကြွေးလိုက်ရလားဒီကုသိုလ်လေးပဲရှိသည်ဘဝဆက်တိုင်းအဖေတန်တရားကျွေးတွေမတင်ပါစေနဲ့တော့ရက်လေပြီးနောက်ကျမှာတော့အမေကအဖေစာသားပိတ်ရက်လေးကိုကျမလက်ထဲသို့ထည့်သည်သမီးညီအဖေရဲ့စာသားလေးကိုအေယာဝတီမြစ်ထဲတွားမြော်ပေးပါကွယ်အဖေဆုံးတော့ကထက်ပိုပြီးကျမအဝမ်းနဲ့ကြေကွဲမိရသည်အေယာဝတီကိုတန်ရောစင်ကြီးမားလွန်ခဲ့သောလှေသမားကြီး၏ဝိညာဉ်ကအဲ့ဒီမြစ်ကြီးထဲမှာစုံကြီးစံကြီးရှိနေပြီလားကျမကတော့အေယာဝတီမြစ်ကြီးကိုမြင်တိုင်းအဖေကိုလွမ်းဆွတ်နေမိတတ်သည်အေယာဝတီသည်ကျမတို့ဘဝမှာအထင်ကရအရေးပါသောကျေးဇူးရှင်မြစ်တစ်စင်းလည်းဖြစ်သည်အေယာဝတီမှာလှေနှင့်တန်းနှင့်လောကကျွေးမွေးရင်းပြုစုစောင့်ရှောက်ခဲ့သောအဖေကျေးဇူးတရားကြီးမားသလိုအေယာဝတီ၏ကျေးဇူးတရားကိုလည်းကျမအမြဲအောက်မေ့နေမိတတ်ပါသည်ဒီလိုပါပဲအဖေသည်လည်းကျမတို့အတွက်ထာဝရမေတ္တာများဖြင့်စီးစင်းနေသောကျေးဇူးတော်မြတ်တစ်စင်းပဲမဟုတ်ပါလားအဖေများသူရွှေအမြူတေမဂဇင်း2006ခုနှစ် February
အဆုံးအထိနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ